ဒီလိုပါမင်္ဂလာပါလို့ပြောနေပြီလေကျွန်တော်တို့နိုင်ငံကတော့မင်္ဂလာမရှိသေးတဲ့နိုင်ငံဖြစ်နေပါတယ်လက်ရှိအခင်းကျင်းထဲမှာလူငယ်တွေကဘာလို့ပြောနေကြလဲလူငယ်တွေရဲ့အတန်နဲ့လူငယ်တွေရဲ့အမြင်ကိုဘယ်လိုပေါ်ထုတ်နေကြလဲဒီခင်းကျင်းထဲမှာဖြစ်ပျက်နေတဲ့ຢာတွေအားလုံးကိုသူတို့ယုံကြည်တဲ့နှလုံးသားထဲကလာတဲ့ဥပဒေနဲ့လူငယ်တွေကပြောဆိုနေကြတယ်လူငယ်တွေပြောဆိုနေတဲ့အရာကိုဝန်ကြီးပေါ်ကလေးတွေလည်းကြားမယ်လို့ပြောနေတယ်လူငယ်တွေကသူတို့ယုံကြည်ရဲ့အမှုပညာကနေစကားလုံးတွေမပါတဲ့ဖန်တီးမှုတွေကနေစကားပြောတဲ့အချိန်မှာလူငယ်တွေရဲ့အတန်ကဘယ်လောက်ထိကျေပြတ်နေလဲအဲ့ဒီအရာဘာဖြစ်နေလဲထင်ပါလဲမောင်လူရေမောင်လူဟဲ့သူက
မရှိပါဘူးမောင်တို့ကားလည်းတက်လာဟဲ့ကလေးမောင်တို့ဟဲ့ကလေးမဖြစ်တော့မောင်တို့လောက်ကြပါဦးလောက်ကြပါဦးဒီမှာမဖြစ်လောက်ကြပါဦးမောင်တို့လောက်ကြပါဦးဒီလိုပါမောင်တို့ဒီမှာပုံစံစေတမ်း ဘာမှမဟုတ်တာလေ လောက်ကြပါဦးဘယ်လို စေတမ်းပါလေခလေးကိုအိထုတ်တာဟုတ်ပါဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟာမောင်တို့ကလေး မောင်မရှိရမယ် မောင်တို့လောက်ကြပါဦးမောင်တို့ဆိုင်တော့ဈေးဝယ်ရဟာဘယ်တော့မှဒီနေ့ချင်းမသိဘူးအဲ့ကြတဲ့ကုန်စည်လုံးလည်းတက်ဘာတော့မှလည်းဒီချင်းနေဘာလို့ဘာပြန်တော့မသိတော့ရောင်းမနဲ့ကုန်စည်လုံးလည်းတက်တော့ဝယ်မဲ့လူတော့မရှိစားမဲ့လူမရှိတကယ်ကြီးဆိုးပါတော့ မပေဘူးခိုင်ပါဦးစားပါစားတော့လေးပါလေ စားနိုင်ပါတော့ဒီစစ်စေးလုံးမျိုးတွေရသေးချင်တယ်စားနိုင်ဘူး ကျမလည်းအဲ့အကြောင်းပြောနေတာကကုန်စည်လုံးနဲ့တက်ပြီလေကုန်စည်လုံးတက်တော့ကျမတို့လည်းလိုက်တက်ရတာပေါ့ ပြောနေပါနဲ့ကိုစိတ်လုံးတွေရတယ်ကျဲကိုပြောနေဟိတီရွတော့စားနိုင်တော့ဘူး ကျုပ်ကိုကြည့်အခုလေးပိုင်းတော့တော်ထောင်ပြီးဖြစ်နေပြီ စိတ်တွေလုံးညစ်ပါသေးတယ်တမျိုးကြီးတမျိုးပဲဘယ်နေရာမှကိုစိတ်ချမ်းသာဘူး အဲ့ဒါကမိသားစုရေးစီးပွားရေးအခုနိုင်ငံရေးဆိုမှအခုပါလေရွေးကောက်ပွဲကိစ္စတော့ကြားပြီလား ဒီတော့သူတို့ချစ်တာလုပ်နေရတယ်ဘာမှမသိပါဘူးကိုယ်လေးမှာကိုစားဝင်နေမိသားစုကြီးကြားပါရင်းနဲ့အနိုင်နိုင်ပါတော့ ကျမတို့ပြောဆိုင်လို့မအောင်ဘူး ဟုတ်ပါပြောချင်ပါ ဟောဒါနဲ့ကျမကြားပြီစီးပွားရေးကောင်းပြီးတော့သုံးပါချင် ဟုတ်တယ်အဲ့ဒါပြောအောင်လေအကောင်ကြီးကတနာဆရာကတော့ဗါလေဟိုတတိကစစ်စစ်ရဲနေတာဒီကညနာလေးမကောင်းပါဘူးမေရောကြောင့်လည်းလားမှမပြောသူ့အိမ်နဲ့ဝင်သွားကြည့်ဆွေရှိမျိုးရှိတယ်ဒီမှာလာတာ ကောင်းတဲ့ဒီလေးရှိနေတာ အဲ့တော့ဟာသူညမတွေမှာယူပြီးနေရတယ်တနာပါတော့သူ့လည်းစိတ်မကောင်းอ่ะ ဘယ်လိုလဲသူစားလို့လည်းလုပ်စီတယ်အောက်ကြည့်လေကုန်စည်လုံးရတဲ့ငါတို့ကမနေ့ချိုးပန်းနေရတာသူရဲ့ကောင်းဖက်ဆိုတော့ အဲ့ဒါတော့အဲဒီမှာလေထောင်ရတဲ့ညီမအတွက်ထောင်စားပို့အောင်ပါစာရောက်လာတယ်တနာပါနေမကောင်းဘူးလေကြားတယ်ဇာတိမှုကပြည့်တော့လားအေးလိုက်ဝင်လိုက်ဆိုတယ်သူကဘာဖြစ်အောင်တော့ကိုဟာမိန်းကလေးလေးဖြစ်တော့ကြောင့်ထောင်ပိုင်းနေအဲထောင်ဆောင်နေဟိုဖြစ်ရသေးတယ်ဒီကလက်တိတ်ကိုရတယ်မင်းလေးဆိုဘယ်လိုရုံးနေတည်ရကြတယ်စီရီရညစ်ပါတော့မိသားစုစောင့်နေရရှိသေးရဲ့ကြောင့်ပါ မလည်းဒီညီမတို့ကဆောင်းနေတာ ဘာကျိုးစတော့လို့ဖို့လည်းမမြင်ပါဘူးလူငယ်ဆိုတော့လေအမှုတွေတစ်ခုပြီးတစ်ခုတိုးနေတာအဲအမှုကလည်းနိုင်ရသေးတယ်ဘယ်မှာကိုရှင်းစီကိုလာကြီးလို့ထင်တယ်ကြီးရပါလေကျုပ်လည်းပြောစရာဒီလူပဲရှိအောင်ပြည့်ရမှာအဲထောင်သားဆုံးထပ်ပြောအောင်ဘုန်းကြီးကဘာရှင်းနေလားလည်းနေလားပြီးအောင်တော့အဲ့ဒါလွတ်တာတဲ့ဗါရဲ့ကောင်းမလေးကိုလေအဝါမာလေးပြန်ပြီးတော့ဖမ်းသွားတယ်အရှောင်ပြတ်တာအယောင်ပြ ကိုကမလွယ်ပါဘူး ဒီမှာဘူးတပြစ်တခြားချလည်းပဲကိုကြီးလေဘာဆက်လို့ရမလဲကိုမသိတော့ကိုကြီးတော့တက်နေမကောင်းလည်းမဖြစ်ရဘူးတည်ရလားစားဖို့တောက်ဖို့မရှိပါဘူးဆေးရကူဖို့ဆိုရင်ပိုးဆိုးပါလို့အဲ့တော့နေမကောင်းလည်းမဖြစ်ရဘူးလက်ကျဲနေလည်းခုနေရတယ်ပြောင်းဝဲတော့ရေးဒီမှာချင်းလာပြီးတော့တက်ဝဲရအောင်ပါ ဒီဆိုင်က အိုးတနေ့လေးပြောပဲဟိုကလေကောင်းလေးရဲ့ဟိုကလာခဲ့ဦးတော့ကျုပ်ဝဲရှိရတာ လာခဲ့တော့ကျုပ်ဆိုင်နေပြီလာခဲ့ပြီနော် အေးပြောင်းဝဲပဲနောက်မှပြင်မယ်တော့ညနေပြင်မယ် ဝေပါဒီကြီးမှလည်းဘာမှစင်ပြေရှိဘူး
ဒီဘွားကြီးလူတွေနိုင်ငံရေးဒါဆိုဒီမှာပြည်နေကြပါလား ဟောအော်ဒီထိုင် ဘေဘီရောက်နေကြပြီလားလေ အာခုနေရတာအဲ့ဒီဆိုင်ရတယ်မပြီးဘူးလေဒီလိုဒီနေ့ဟိုတော့တော်တော်လေးလုပ်နေရတယ်ထိုင်ထိုင်ထိုင် ကျမကဘုမဆိုင်နေပြီဟာဒီနေ့လေးကြောင့်မကောင်းပါဘူးတော့ ဘာပဲတော့ဒီလိုဆိုနေဆိုမှဒီလိုလေတော်ဝကြီးကြီးကြတယ် တော့ဖဲတော့ဒါလေး အဲ့ကောင်းတော့ဘူးဒီဖက်ဆိုအဲ့ကြာဟောအာဝေးချီလေး အချိန်ကြီးကတော့လုံးဝဘူးတော့စုပ်ပြတ်တက်နေတာအခုမှအဆင်မပြေ ဆိုင် ဘူး ကပြန်ဆိုပြေလို့ ဒါကလည်းအဆင်မပြေဘူး ဒီလိုနေရတဲ့နိုင်ငံရေးရတယ်မကောင်းနိုင်ငံရေးဆိုမှဒီမိုကရေစီကလည်းရွေးကောက်ပွဲမှာပါကြတယ် ဒီတော့ဘယ်လိုလဲအောင်းပြီးသားတာလဲ တာပေးပါ ပြီးရအောင်တော့ကြားနေပါ ဟောကိုမင်းရေโอเคဘာလဲအပူလေးဖြစ်နေပြီမောင်လူကလည်းလိုက်ချင်တော့ကျမလည်းအိမ်မှာမိသားစုရှိနေလို့ပေါ့ ဟုတ်တယ်ကိုညီမလေးပဲချီသေးရပါ အဲ့ဒါတော့လားသူတို့ကြောင့်လူတော်တို့တတိရှော့ကိုစားတော့ အဲ့ဒါကိုပြောတာ ကျောင်းစရိတ်နဲ့အိမ်စရိတ် ရှင်ကညီမလေး ခုံမရရှိသေးရတော့ရဲ့ အဲ့ဒါကကျမလည်းအိမ်ပြင်ကြည့်ရသေးတယ်ဘာလို့လုပ်ပါမသိတော့ ကိုဖေးရောဆိုင်ရချင် ဆိုင်ကတော့ဆွဲလို့ဘူးဆိုပြီးတော့လူတော်မရောက်ဘူး ဟော အကြရဲမှာပေါ်တော့ကြည့်ပြီးဘူးလို့မှဆိုပြီးဖြစ် အုံနာရလည်းရှော့တာ လျှော့ဘူးလို့မှဆိုပြီးဘူး ဟာသူကပူပြီးထက်ကောင်းဖို့ထက်ဘာမှမကြံတော့ဘူးဘာလို့ တို့ဖြစ်ဖြစ်နေ ဝိုင်းတော့နေရတာ မတွေ့နိုင်ကြဘူးလို့ ဒီကောက်တဲ့နဲ့လည်းကိုတော်နေရတယ်ဆို ဟိုပါ တော့ချီမေတက်ကကြီး လို့မှဆိုပြီးတော့ကွာအကြရဲဖုန်းတော့ပြောက်သွားတယ်ကြားရဲဟောတော့မှဆိုပြီးဖြစ်အတိုးရီအောင်ပြီးတာဖြစ် ကြားရတယ်ပေါ့တတိချလာရေးပါလေ ဒီကြားရတာလည်းစိတ်ကောင်းပါဘီဘီညီမလေးစီတော့ မိမိရောလည်းတော်လေးလူတို့ကောင်းပါလို့မဟုတ်ချင်ကြီးอ่ะဥဝေလည်းထက်တူလူငယ်ပြောတည်ရမှာလူတို့ချင်ကြဘူး ဒါလည်းသူညီဆိုတဲ့ကြားတယ်ညီမလေးလည်းလွတ်လာမှာဆိုပြီးပြောလိုက်ရတာပြောတော့ဖက် ဒီမှာပဲဥဝေလည်းထက်တူသွားတယ် ဒီနေစားတော့ခြေလို့ရှိ ဆိုင်အောင်ဆောဆောသိနေရတယ်လူလည်းမရှိဘူးလူလည်းမလာဘူးဒီမှာကိုကုံစင်းတို့လည်းတက်တော့ငါတို့လည်းနည်းနည်းမှဖြစ်တတ်ရတာပေါ့စင်းတို့တက်တော့အဲ့ဒါလေးငါဝယ်ဆောင်လို့ရှိဘူးလေဟာ အေးဟာခေတ်ဆိုစနေကတော့အားလုံးကလို့လူကြီးဆိုင်ရတယ် ဒီမှာကြည့်ပါခဲရတော့စေပြီးကြဘာလို့မှဆို ဒီတော့ဘယ်တန်းလဲကြားကြပြီလား အေးဒီတော့ပဲပြောစစ်တပ်တည်ရကြတယ်လို့ဒီကောက်ပဲလုပ်လိုက်သူတို့နိုင်နေရတယ်နိုင်ရစီတဲ့ပါတီရပြီဆိုတော့အာနာသိမ်းခလာကြီးကိုကြီးစက်ပြေဦးမှာတည်တယ်အခုယူကောက်ပဲလို့လူကြတယ်ပဲဖြစ်တယ်ဒီတော့ယူကောက်ပဲနိုင်ငံရေးအမှုတွေရဘာမှတရားမှုမရှိဘူး သူတို့ကတည်တယ်သူလှုပ်ချင်တာလုပ်ကြတယ် မင်းမျိုးလို့မင်းတော့ဒီမှာလည်းတော့ မင်းကတော့ပေးအောင်ပဲပေးလို့တောင်းပေးလို့ငါပြောတာချက်ွက်လို့ပြီးတာဘာလို့ပေးအောင်ပြီးအောင်ဘိုးတော်ကြီးပြီးတော့နေပြန်လို့ပြီးတော့ဘာလို့မှဆိုအာ ဆိုတော့ဘာလို့ဒီမှာတော့ဘယ်နေရာရောက်ရောက်ဒီဘက်မှာပဲရှိဒီဘက်မှာပဲရှိဒီဘက်မှာဒီကတော့တော့လေရဆက်ချတယ်ဒီနေ့မှလည်းလည်းတော့တော်လေးနိုင်တော့ပြန်တော့ ဟုတ်တယ်ပြီးတော့လည်းအချင်းရောက်ပဲဆိုတော့ထပ်ပြောအောင်ပဲကြိုတတိကြတယ်ဆက်ရှိနေတဲ့အချက်တွေကိုဝေးပါမဲပေးဖို့လိုက်ပြီးစီးရုံးနေဆိုတာမဲပေးဆွေးနွေးဝေချားကြည့်တော့လူတော့မှာလို့ တို့ဒီဒါမှမဟုတ်လည်းတော့
ဘယ်လိုလဲတော့ဟာ အေးအာနာရှင်ကတော့သူ့ရေကောက်ဝယ်မရှိနေကြအောင်လုပ်ပါလေငါတို့ကတော့အာနာရှင်မပြတ်လို့ချင်းရေကောက်ဝယ်ပြီးတော့လည်းရတော့ဆက်ချတယ် ပြန်အောင်လမ်းထိပ်ပေါ်တာဆွဲနေဘုံလေးရခေါ်လိုက်ခွဲလောက်နေတယ်မှာပေါ်တာဆွဲသွားဖိုက်ရခဲ့ ဒီနေ့ဆောင်လာတဲ့ပုံပြင်ဆိုင်ရတော့ ဒီဆိုင်ဒီလို လူဆိုင်ကြအောင် ဒါလေးပုံပြတည်းထားမယ်ပြီးရတယ်စစ်စစ်စစ် ကျေကြောင်းပါတော့လည်းလူဆိုင်ကြအောင်နော်ဘယ်လိုဒီဆိုင်ပြီးဘယ်လိုလဲဒါလေးစဉ်းစားတို့လည်းနာအေးကြလိုက်ပါတော့ ဒီရွေးကောက်ပွဲကတရားမျှတမယ်လုံးဝမထင်ပါဘူးဒီရွေးကောက်ပွဲရလက်နဲ့ဆိုရင်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်မှာမဟုတ်ပါဘူး ရွေးကောက်ပွဲကိုစန့်ကျင်ရတဲ့အကြောင်းရင်းကတော့နိုင်ငံတကာမှာတရားဝင်မှုမရှိတဲ့အတွက်ကျွန်တော်တို့တွေကတော်လှန်နေရခြင်းပဲဖြစ်ပါတယ် ကျမတို့လိုအမျိုးသမီးတွေ LGBT နဲ့အခြားတိုင်းသားလူနည်းစုတွေကိုဆင့်ကဲဖိနှိပ်နေတဲ့အာဏာရှင်တွေတက်ဆိုးမရှိဖို့အတွက်ဒီရွေးကောက်ပွဲကိုစန့်ကျင်နေဖို့ကလည်းအရေးကြီးတယ် အလှရှိလားဟုတ်လားပေါ့ဟုတ်ဒီမှာတော့ဟုတ်တယ်နော်ဟာဟုတ်တယ်တော်ဖောင်းရုံးကဆို ဟုတ်တယ်ဟုတ်တယ် နော်ဦးပြောကြားမယ်တော့ဝင်နေနော်ပြီးရင်တော့ပြန်ခေါ်လိုက်အဲဒီမှာခဏဆောင်ရနော်တီယိုရှိလားဟုတ်တယ်နော်ဒီကနော်ပြီးညာလေးမှာတော့ဝင်နေတယ်နော်ပြန်ခေါ်လိုက်ညာလေးမှာထိုင်ဆောင်ရနော်โอเคဒီပေကိုယ်နာမည်ဒီပါလားမသိဘူး ကိုနာမည် ကိုတက် ကိုတက်ဟုတ်တယ်ကြာနော် ဟုတ်တယ် ကိုခုနဖုံးဆက်တာကျွန်တော် ဟုတ်တယ် ဟုတ်ပြီဟုတ်ဒီမှာကျွန်တော်နားမှာလက်ဝိတ်ထိုးရမယ်ပြီးရင်ပြန်ခေါ်လိုက်နော်ဆောက် ဒီမှာလေရောက်တာကြာပြီလား ဟာဒီမှာရောက်တော့မကြသေးဘူးဒီနိုင်ငံရေးဖြစ်မှာဆောက်ရောက်တာလေ အိုးအေးဟုတ်ပြီကိုရော အကိုလည်းနိုင်ငံရေးပြမှာရောက်တာလေဒီလိုအခြေအနေနဲ့ရတယ်နိုင်ငံရေးရဖိနှိပ်မှုတွေကြောင့်ဒီဘက်ရောက်လာတာ အေးဘောညီမစနေကြော်ပြီလေ အိုးကြောင်းကြပြီပဲ ဟုတ်တယ်စက်ရုံမှာလောက်တာလေ လက်ဆက်ယူ ဟုတ်လေတော်ဖောင်းစက်ရုံလေတော်ဖောင်းတိလားအေးကြားဖို့မှာအဲ့မှာလောက်တာဒီမှာကြာပြီစနေကြော်ဆိုကြတည့်ရတဲ့ကြာတယ် ညီမတို့ကကြာဘူးဘက်မှာမလုံးကျုံလေညီမတို့ကကြာတိုင်းအတွက်ကလည်းဒီကောင်းဝယ်ပေးမဲ့ဥပဒေကလည်းမရှိဘူးဒီနေ့စက်ဘက်မှာအေးဘောညီမတို့ဘာလို့လုပ်ပိုင်မဖြစ်ပါဘူး အဆဆရရအကုန်ကြက်တဲတာအကိုတို့ဆိုရင်လည်းတခါမှမလုပ်ဘူးလေအလုပ်တွေဒီမဲဆောက်ရောက်မှလာနဲ့လောက်ကာလာပေါ်ဆန်းဆိုတာဆိုတဲ့အလုပ်လေအလုပ်ကျန်းနေအဲ့ဒီလုပ်တွေလောက်ကာလာ ဒီမှာဒီတိုင်းပဲလောက်အောင်ပါလေဒီလား ဟုတ်တယ် ညီမတို့အလုပ်မရှိဘူး အလုပ်လို့ရေအမတို့စက်ရောခေါ်ညီမလေးကိုလန့်ပြောလိုက်အမအဲ့မှာနည်းနည်းကြာရင်ဆိုတည်မလားညီမပိုက်လန့်ပြောလိုက်မယ်နော်မကွန်တက်ယူထားတယ်နော်ကိုလေးရဲ့အလုပ်ရှိရင်လန့်ပြောလိုက်မယ်ကွန်တက်ယူထားတယ်ဟုတ်
ဟုတ်လားမ ဟုတ် ရပြီ ဒီမှာလမ်းဆက်ပေးမယ်နော်ခေါ်တာဒီဖုန်းနံပါတ်တယ်ဟုတ်တွေ့ဟုတ်လိုပါပဲဟုတ်လေဒီမှာ10နှစ်ကျော်လို့လည်းဘာမှမဆုံးဘူးစားမှုတည်ရမလားဘယ်လိုရလားနဲ့ပြီးလောက်တာလည်းပြီးတစ်နှစ်တစ်ခါတက်တော့ရတယ်မနေ့ကတော့ပြောမယ်အပိုင်းဝေးစားဒီကဆိုလာပဲတက်တက်နေမှာလေ ဒီမှာလေးစားလိုက်တယ် အခုလည်းတောင်းတာ ကောင်းတာကောင်းတာ အခုဒီပွဲစားနဲ့လောက်တာမှာညီမအမှန်ပြောရင်တိတ်ပြီးတော့မယုံရဲဘူးပေါ့နော်ဒီဘက်မှာဆိုတော့ကိုတည့်လို့လည်းတိတ်မရှိဘူးလေဒီဘက်ကလို့ပြောတယ် ဒီဝေးစားကိုစိတ်ချလို့ကြားရတယ်ကံကောင်းတာမနေ့ကတည်းကမပါသွားတာဒီလားကံကောင်းတာသူတို့ကံကောင်းတယ် အခုလိုလဲအဲ့လိုပါပဲကိုယ်တိုင်အလုပ်လုပ်ပြီးမရတဲ့ပတ်စံလေးတွေဒီလိုမျိုးဘတ်လုပ်ဘာလုပ်နေလဲကုန်လာပဲ ဟုတ်တယ်အထောက်အထားမရှိရလဲအလုပ်ကလုပ်မရပြန်ဘူး ဒီကြားတဲ့ရဲဖန်းခံပါလေကြောက်ရတယ်အထောက်ထားမရှိ ဒီမှာလုံးလုံးကိုဒီအထောက်အထားလေးကိုလောက်ရလေဟုတ်တယ်ဟုတ်တယ် ဖမ်းပါအခုစဉ်းစားရတာဒီအခုရွေးကောက်ပွဲပြီးသွားရင်လေ အေး ဒီမှာ ကြား အ တ ပြ ယ် န်ဖို့ဆုံးဖြတ်ထားတယ် ဟောတော့ဘာလို့ပြန်มาလို့ ကိုလည်းအခုတငယ်ချင်းတွေကလက်ဖုံးဆက်တာပေါ့မပြည့်တငယ်ချင်းတွေကသူတို့ကလည်းမင်းပြန်လာရင်ပြန်လာတဲ့စေဆိုးရက905လေးကိုသူကရုပ်သိမ်းလိုက်တယ်ဆိုပြီးတော့မှအကိုတို့ပြန်လာတယ်ဆိုရဲအန်တယ်မရှိတော့ဘူးဆိုပြီးတော့မှလန့်ခေါ်နေတာ ချုံရမှာလားကိုရေပြည့်ပြန်ရင် ။ဟာခင်ဗျားတို့ကကိုယ်ပြန်ဖို့စဉ်းစားနေကြတယ် ပြောပါဦး ။ဟမ် ဒီမှာနေရထိုင်ရလာတဲ့နည်းနည်းကြက်သေးနေတော့တယ်စီရဲ့စိတ်မပြေတော့ပြန်ရင်ကောင်းလားဆိုပြီးတော့စဉ်းစားနေတာပေါ့ ဒီရွေးကောက်ပွဲကသူ့ရောင်ဆိုတာလေကျွန်တော်အားလုံးသိရတယ်။ကျွန်တော်လည်းသိတယ်ခင်ဗျားလည်းအဲ့တော့သိတာဟုတ်ဘူး။ဒီသူ့ရောင်ရွေးကောက်ပွဲကိုခင်ဗျားဟိုဘက်ပြန်ပြီးတော့သွားမယ်ဆိုရင်ဒီသူ့ရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်သူ့ရောင်တရားမျှတမှုကိုခင်ဗျားရမယ်။အဲ့ဒီတော့ကျွန်တော်ကတော့ပြန်နေခြင်းဘူး။နော်အဲ့ဒါစဉ်းစားဖို့တော့ကျွန်တော်ကြံပေးရင် ငွေချင်းတွေကလည်းခေါ်နေတဲ့အတွက်ကိုဒီပြောတာလည်းလက်ခံပါလေတကယ်လိညာပြီးခေါ်နေတယ်ဆိုတာကိုလည်းသိပေမဲ့လည်းဒီမှာနေထိုင်ရတာကြက်သေးတော့လေအခုလိုလည်းမျိုးမျိုးဆိုတွေ လိုပဲလေအကုန်လုံးကဒီရောက်ငါဘယ်လိုလုပ်လဲတောထဲမှာကျွန်တော်လူငယ်တွေရောတိုင်းရင်းသားတွေသက်ပေးနေတယ်အများကြီးပဲအဲ့လိုတရားမျှတဖို့ကျွန်တော်ဘက်ကဒီကောက်ပွဲကျွန်တော်တော်လာဖို့ကမထောက်ခံခြင်းနဲ့ပဲကျွန်တော်ဒီဘက်ကတော်လာလို့ရမယ်အဲ့တော့ခင်ဗျားတို့စိတ်လေးရှိနေတယ်နော် ရမလေးကြားပြီ ကဲခေါ်နေနော်သွားလိုက်ကြအောင်လာဖောက်ပေါက်မဟုတ်ဘူးနော်ထောင်ချောက်အာနာယူစစ်မိတ်စာတွေလုံးဝရွေးကောက်ပွဲမှာမပူးပေါင်းပဲပါဝင်ပေးကြ ဒီရွေးကောက်ပွဲကအစစ်မှန်ရွေးကောက်ပွဲမဟုတ်အတူရောင်ရွေးကောက်ပွဲ တူရောက်ရွေးကောက်ပွဲကနေဘာတွေပြောနေကြ ဒီရွေးကောက်ပွဲကလူငယ်တွေရဲ့အသက်နဲ့လောင်းကြည့်ထတာနော်မမေးနဲ့ လူငယ်အသက်ပေးနေရတယ်လူငယ်တွေအိမ်ပြန်လာဗမာ ချီကန်လူရန်သားလိုက်လေရွေးကောက်ပွဲကနေဘာမှမမြောက်လဲနဲ့ဖတ်ပေါက်မဟုတ်ဘူးနော်ထောင်ချောက်ကြီး စစ်တပ်ကအလို့ကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြုတ်လုတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်2021အာဏာသိမ်းလိုက်တဲ့အချိန်ကလေးကဒီဥပဒေဟာပြည့်ပြတ်ပြီးသားဖြစ်တဲ့အတွက်ဒီဥပဒေအောက်ကနေပြုတ်လုမဲ့ရွေးကောက်ပွဲကလည်းတရားဝင်မှုလုံးဝမရှိပါဘူး ICC ICJ ကရာဇဝတ်ကောင်လို့သတ်မှတ်ထားတဲ့လူတွေစီမှာခံဝင်ထိုးမလို့လားကျမတို့ကအမှန်နဲ့လမ်းကိုရှောက်လာတာတရားမျှတမှုအတွက်အတင်းပြီးတော့အဆုံးထိရှောက်မှာအဆုံးထိကိုရှောက်ပါ ရွေးကောက်ပွဲပြီးပါလေတော်